လိုက်တယ်ကွာရာသီဥတုကတော့တာယာနေရပဲဟေးအခုဆိုရင်ကျွန်တော်တောင်ကြီးကိုရောက်ရှိပါပြီကားရပ်ပြီးတော့ဆက်သွားမယ်ဗျာဒီခရီးကိုပြောတယ်ဗျာအေးသားကြီးဟာရောက်နေပြီဟာရောက်နေပြီဟာအဆင်ပြေတယ်ကွာရာသီဥတုကတော့ရှင်မမကြခင်မှာကျွန်တော်တက်ရမယ့်တောင်ကိုရောက်ပါတော့မယ်ဗျာအတူတူသွားကြမယ်ဗျအေးသားကြီးမင်းတော့တနာတယ်ကွာအနားယူလိုက်တော့မင်းတော့ဒီရှုခင်းလေးကိုလည်းကြည့်လိုက်ပါအောင်ဗျာတော်တော်လေးကိုလာရနော်ကဲခုတော့ကြောက်တော့မို့ကျွန်တော်တက်နေပါပြီဗျာတော်တော်လေးတော့စွန့်စားရတယ်နော်တော်တော်လေးတော့အားခဲပြီးတော့တက်နေပါရဲ့ဗျဟုတ်ကဲ့ဗျာအခုဆိုရင်ကျွန်တော်တောင်ထိပ်ကိုရောက်နေပါပြီဗျာကျွန်တော်ရဲ့စူးစမ်းအားထုတ်မှုလေးပါဗျကျိုးလေးတွေတိမ့်လိုက်ပါအောင်မယ်မကြခင်နေဝင်တော့မယ်ဆိုတော့အိတ်ဖို့နေရာပြင်အောင်မယ်ဗျကဲမိုးကတော့တကယ်ချုပ်သွားပြီကျွန်တော်ဒီမှာပဲအိတ်လိုက်တော့မယ်ဒီနားလေးမှာပဲပြင်လိုက်တော့မယ်ဗျာဒုက္ခပါပဲကွာနာကတော့စိုးရိမ်စရာမရှိတော့ပါဘူး ကျေးဇူးတင်ပါတယ်ဒေါက်တာ ခြေတော့ကတော့လန်သွားနိုင်သေးမှမဟုတ်ဘူးတမရရင်လို့ပြချမလောင်တိထားလိုက်ယူဆိုင်ရမယ် ကျွန်တော်နှလုံးတွေတုန်နေတုံးပဲဆရာ ဘာမှမစိုးရိမ်နဲ့ခမရကောင်းနေပါပြီ ကျေးဇူးများကြီးတင်ပါတယ်ဆရာ တော်သေးတာပေါ့ကွာဘာမရောက်လာလို့ မင်းကိုလည်းကျေးဇူးတင်ပါတယ်ကွာ မင်းတော့မခေါ်ပဲနဲ့တော်လို့အလုပ်ချစ်တာလေ ဒီလိုဖြစ်မဲ့မှန်ငါလည်းမသိလို့ပေါ့ကွာ ဘာမဖြစ်ဖြစ်အမေလမ်းမရှောင်နိုင်သေးဘူးအနာယူရမယ်ခုဘောတေချာလေးအချိန်ပေးပါကွာပြောရလေမယူသေးပဲနိုင်မှာပါလို့ ငါရဲ့ခြေစည်းကိုလည်းကြည်ထားလိုက်ပါ